ကဲမင်္ဂလာပါမိတ်ဆွေများဒီနေ့ကတော့ကျွန်မလိုက်လွန်တဲ့အရာကအမတရားအနေနဲ့ပေါ့နော်ကိုကျော်တော့တဲခရုစိတ်လို့ပြောမှာပေါ့နော်ထန်ခရုစိတ်လာတာဖြစ်ပါတယ်ရင်တစ်ခေါက်ကျွန်မတို့စီဝဲတဲ့နေရာပေါ့နော်အဲ့ဒါခုဒီထက်ဆက်မှလာတာဖြစ်ပါတယ်ဒါသူတို့ရဲ့ ministry team တွေဖြစ်တယ်နော်ဒီတကယ်အကြီးသူတို့ဒီထက်ဆက်မှအကြီးဆုံးပေါ့နော်သူတို့မျှော်လင့်ထားတာပေါ့အဲ့ဒါဟိုvolunteer ကြီးဘက်ကိုဟွာလောက်ရှိတယ်သူတို့ခေါ်တာလေး900 800ကျော်ရှိတယ်ဆိုတော့ကျွန်တော်ဒီပတ်ကင်ကဒီဟွာမှာပောက်ရတာပေါ့နော်သူတို့ security တွေပါတယ်တေချာသူတို့တေချာကိုပြင်ဆင်တာဖြစ်တယ်အမေရိကမှာအကြီးဆုံးတဲတော်နိုးထမှုလို့သူတို့နာမည်တတ်ထားတာဖြစ်တယ်ပေါ့နော်ကျွန်မလည်းဒီတစ်ခေါက်ကပထမဆုံးလို့ပြောရမလားဒုတိယလို့ပြောရမလားမသိဘူးတတ်တာဖြစ်တယ်ဆိုတော့မိတ်ဆွေများလဲရောက်တဲ့နေရာနေဆူတောင်းရင်းနဲ့ပါဝင်လို့ရတာဖြစ်ပါတယ်လို့နော်ဆိုတော့ကျမတို့တော်တော်လေးဝေးတယ်ကျမနေတဲ့နေရာနဲ့တနားကြီးချုံမောင်းရတယ်နော်ဆိုတော့တော်ရုံတိုင်းရောတော့မဆန်းကဘူးဆိုတော့လာလို့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဆန်းရတဲ့ရင်တော့လာချင်းရင်အနည်းလေးဆိုတဲ့အတိုင်းပေါ့နော်မိတ်ဆွေများလာချင်းတဲ့လူတွေကတော့ဝေးလဲတော့တာပဲဟာလာလေးဆိုတော့ volunteer တွေလူကြီးလူငယ်ပေါ့နော်ဒီမှာဆိုအသက်ကြီးတွေလာ volunteer လုပ်နေကြတယ်ကျမတို့ငယ်ပဲချောင်းခိုးသလိုပြက်နေတယ်ဒါပေမဲ့ဝေးလို့ volunteer မလုပ်နိုင်ဘူးပေါ့နော်နည်းရင်တော့လုပ်မယ်ပေါ့ဒါပေမဲ့အခုကအရန်ဝေးတော့ဟောမသေးချာပဲဖြစ်မှာစိုးလို့လေနော်သူတို့900 800ခေါ်တော့ကမလုပ်ဖြစ်ဘူးဆိုတော့ဒီမှာဆိုတော့မိတ်ဆွေတို့လည်းဟောအခု pressure washer စားပြီဖြစ်တယ်နော်ဆိုလည်းတစ်ချက်ဝင်ပြီးတော့ကြည့်ကြတာပေါ့ How you doing? Glad to see you. Sing my name forever free. I'm singing my name, master. I'm in the Savior. လူတွေတော့ပြည့်နေတယ်တော့ဘယ်နာတော့ထားရမလဲမသိဘူးရှာလိုက်မှနေရဝီချဲတွေနဲ့လာတဲ့လူတွေပေါ့နော်အနာငယ်ချင်းစောင်းတဲ့လူတွေဖြစ်ပါတယ် Great. Get up out of great. Get up out of great. ကဲဘယ်ဆက်ပြတော့ပါဝင်ကြပါကျွန်တော်တို့ဟေးဒီစမှာရှိတဲ့လူတွေလာကြ